နေ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အပြောင်းလဲဖြစ်လာတဲ့ယူကရိန်းနဲ့ရုရှားတို့ရဲ့စစ်မျက်နှာအကြောင်းပဲဖြစ်ပါတယ်။ယူကရိန်းစစ်တပ်ဟာရုရှားနိုင်ငံရဲ့ရေနံချက်စက်ရုံ40%ကျော်ကိုတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီးရုရှားမြို့တော်မော်စကိုမှာရှိတဲ့လေဆိပ်တွေပိတ်လိုက်ရတဲ့အထိ drone စစ်စင်ရေးတွေကိုအရှိန်မြင့်ပြီးလှုပ်ဆောင်လာနိုင်ခဲ့ပါတယ်။ယူကရိန်းဟာစစ်ပွဲရဲ့ကစားကွက်ကိုအကြီးကျယ်ပြောင်းလဲပြစ်လိုက်နိုင်ပြီးကုလသမဂ္ဂဆိုင်ရာယူကရိန်းတပ်အမတ်ကရုရှားနဲ့အပြစ်ခတ်ရက်စဲရေးကမ်းလှမ်းချက်တွေကိုပြန်လည်ပြင်ဆင်ပြီးပုံမတင်းမာတဲ့အပြောင်းအရွှေ့တွေပြုလုပ်တော့မယ်လို့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတရားဝင်ထုတ်ဖော်သတိပေးလိုက်ပါတယ်။ကုလသမဂ္ဂဆိုင်ရာယူကရိန်းတပ်အမတ်အန်ဒရီမဲလ်နစ်ကယူကရိန်းအနေနဲ့ဓာတ်ရိုက်ဆွေးနွေးဖို့အသင့်ရှိပေမဲ့ငါတို့ရဲ့စိတ်ရှည်မှုကအကန့်အသတ်ရှိတယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ရှေ့တန်းစစ်မျက်နှာအတိုင်းအပြစ်ရဖို့သဘောတူထားတာဟာယူကရိန်းဘက်ကအကြီးကျယ်အလျှော့ပေးထားတာဖြစ်ပြီးကုလသမဂ္ဂကစောင့်ကြည့်ရုံပဲလုပ်နေမယ်ဆိုရင်ဒီအပြစ်ခတ်ရက်စဲရေးကမ်းလှမ်းချက်ကိုပယ်ဖျက်ပြီးပုံမပြင်းထန်တဲ့စစ်ရေးအကျွေးတွေပြုလုပ်သွားမယ်လို့၎င်းကထုတ်ဖော်ပြောကြားထားပါတယ်။ဒါဟာယူကရိန်းဘက်ကစစ်ရေးရယုံကြည်မှုပြည့်ရှိလာတာကိုပြသနေတာဖြစ်ပြီးလက်ရှိမှာလည်းရုရှားရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေအကြီးကျယ်တိုက်ခိုက်ခံနေရသလိုခရိုင်းမီးယားမှာလည်းအရက်သားတွေကို73စီရောင်းချနိုင်မှုတွေကန့်သတ်ထားရတဲ့အထိရုရှားတို့ရုန်းကန်ရနေတယ်လို့၎င်းကထပ်မံပြောဆိုထားပါတယ်။ဒါအပြင်စစ်ရေးအောင်မြင်မှုတွေရရှိနေတဲ့ယူကရိန်းစစ်ဌာနချုပ်ဟာရုရှားနိုင်ငံဗိုရိုနက်စ်ဒေသမှာရှိတဲ့ဒုံးကျည်သုံး electronic ပစ္စည်းထုတ်လုပ်တဲ့ရုရှားတို့ရဲ့စက်ရုံကြီးကို cruise ဒုံးကျည်တွေနဲ့တိတိကျကျပစ်ခတ်ပျက်စီးနိုင်ခဲ့တယ်လို့မီဒီယာတွေကထုတ်ဖော်ပြောကြားထားပါတယ်။ဒီစက်ရုံဟာရုရှားရဲ့နာမည်ကျော်Iskander ဒုံးကျည်တွေထုတ်လုပ်ဖို့အတွက်အလွန်ရေးပါတဲ့စက်ရုံဖြစ်ပါတယ်။ဒါအပြင်မော်စကိုဒေသမှာရှိတဲ့ဒူပနာရုရှားဂျိုရုဆက်သွယ်ရေးဗဟိုစင်တာကြီးကိုလည်းယူကရိန်းတွေက drone တွေနဲ့အကြီးကျယ်ဝင်ရောက်တိုက်ခိုက်ခဲ့လို့မော်စကိုမြို့ကလေဆိပ်ကြီး၄ခုလုံးကိုယာယီပိတ်ပစ်ခဲ့ရပါတယ်။ရုရှားဘက်ကလည်းပြန်လည်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်ယူကရိန်းရဲ့နာမည်ကြီး drone ထုတ်လုပ်သူ General Cherry ကသူတို့ရဲ့စက်ရုံတရုံအတိုက်ခံခဲ့ရတယ်လို့ရှားရှားပါးပါးထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ဒါအပြင်ရုရှားဘက်ကလည်းယူကရိန်းရဲ့မြို့တော် Kyiv ကျန်တဲ့မြို့တွေဖြစ်တဲ့ Kharkiv, Zaporizhzhia နဲ့ Sumy ဒေသတွေကို drone တွေဒုံးကျည်တွေနဲ့အပြင်းထန်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ Sumy မြို့မှာအရသာနေတလုံးကိုရုရှား drone ထိမှန်ခဲ့လို့73နှစ်အရွယ်ကလေးတူပါဝင်မိသားစုဝင်3ဦးသေဆုံးခဲ့ရတာကြောင့်သမ္မတဇလန်စကီးဟာဒါဟာစစ်ရေးပြတ်မှတ်လုံးဝမဟုတ်ကြောင်းတုံ့ပြန်ပြောဆိုခဲ့ပါတယ်။ဒါအပြင်ကုလသမဂ္ဂရဲ့စစ်ရေးအစီရင်ခံစာတွေအရစစ်ပွဲအတွင်းမှာယူကရိန်းစစ်သား16000ကျော်နဲ့ရုရှားစစ်သား13000ကျော်သေဆုံးခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဟုတ်ကဲ့ပါပရိသတ်ကြီးယူကရိန်းအနေနဲ့စစ်ရေးအရာရုရှားပြည်တွင်းကစစ်လက်နက်ထုတ်လုပ်မှုတွေကိုပါအဓိကပြတ်မှတ်ထားတိုက်ခိုက်လာနိုင်တာကြောင့်ဇပွဲဝိုင်းမှာကစားကွက်ကိုအသာစီးကနေစတင်ထိန်းချုပ်လာနိုင်တာပဲဖြစ်ပါတယ်။ယူကရိန်းအနေနဲ့ဒီသတိပေးချက်ကြောင့်ရုရှားဘက်ကအလျှော့ပေးဆွေးနွေးလာမလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရဲ့အမြင်ကောcommentမှာဆွေးနွေးပေးခဲ့ကြပါဦးခင်ဗျာ။အခုလိုမျိုးနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုသိရှိနိုင်မှုအတွက်ကျွန်တော်တို့ရဲ့ Daily Flow Channel လေးကို Like and Subscribe လေးလုပ်ထားပေးခဲ့ကြပါဦးခင်ဗျာ။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။